ဒီတော်ရင်းသားကဖရဲစီတွေကိုကျင်းတစ်ခုထဲမှာထည့်ထားခဲ့တာပါပြီးတော့တစ်ပင်တစ်ပင်ရဲ့နောက်ွယ်မှာပုံနေလိုက်ပါတယ်တကယ်တော့သူကအဝေးကနေစောင့်ကြည့်နေတဲ့မြောက်ဝင်းတစ်ကောင်ကိုအကွက်ချချောင်းမြောင်းနေတာပဲဖြစ်ပါတယ်အထဲမှာပါတယ်ရှိလဲဆိုတာကိုသိကျင်စေပြင်းပြနေတဲ့မြောက်ဝင်းဟာကျင်းသားကိုချင်းကပ်လာပြီးလက်ကိုနှိုက်ပြီးဖရဲစီတွေကိုစုပ်ကင်လိုက်ပါတယ်ဒါပေမဲ့ဖရဲစီတွေကိုစုပ်ကင်ထားတဲ့သူ့လက်တီကကျင်းပေါက်ထပ်ပိုကြီးနေတဲ့အတွက်လက်ကိုပြန်ထုလို့မရတော့ပါဘူးအဲ့ဒီချိန်မှာပဲတော်ရင်သားကမြောက်ဝင်းစီကိုအမြန်ပြေးသွားပြီးသူ့ကိုဖမ်းဆီးလိုက်ပါတယ်ဒါပေမဲ့သူကဒီမြောက်ဝင်းကိုနာကျင်အောင်လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူးတကယ်တော့ဒီကန်ရထဲမှာဖုံးကွယ်နေတဲ့လှွေဝက်ရေးထွက်ပေါက်ကိုရှာဖွေဖို့အတွက်သူကဒီမြောက်ဝင်းနဲ့အကူအညီကိုလိုအပ်နေတာပါအဲ့ဒါကြောင့်သူကမြောက်ဝင်းကိုတစ်ပင်တစ်ပင်မှာချီနှောင်ထားလိုက်ပြီးသူ့ဘေးနားကိုစာခဲလေးတွေပစ်ချပေးလိုက်ပါတယ်ဒီဒေတာမှာစာဆိုတာရှားပါလနဲ့ပစ္စည်းတစ်ခုပါပဲဗိုက်စာနေတဲ့မြောက်ဝင်းဟာစာခဲတွေကိုချောကလက်လိုမျိုးအငမ်းမရစားပါတော့တယ်အဲ့ဒီစာတွေကမြောက်ဝင်းကိုပို့ပြီးတော့ရေငတ်လာစေပါတယ်မြောက်ဝင်းရေအញ្ញငတ်နေပြီဆိုတာကိုသိတဲ့အခါမှာတော့တော်ရင်သားကသူ့ကိုပြန်လွှတ်ပေးလိုက်ပါတယ်မြောက်ဝင်းဟာရေငတ်လွန်းလို့ဖုံးကွယ်နေတဲ့ရေထွက်ပေါက်စီကိုချက်ချင်းပဲတန်းတန်းမမဖီးသွားပါတော့တယ်လူသားကတော့မြောက်ဝင်းနဲ့နောက်ကနေအသာလေးလိုက်သွားရပုံပါတယ်